ကိုအန်နေပြုလာတဲ့အခါမှာကိုယ့်ရဲ့ပြန်လည်တုံ့ပြန်မှုဟာပြမှုမြောက်ပါသလားမင်္ဂလာပါရှင်ကျမကတော့ဇင်းနစ်လီဂယ်စာပေနံပါတ်ဝင်တရားလွတ်တော်ရှိနေဒေါ်နှင်းမြတ်မော်ပဲဖြစ်ပါတယ်ရှင်လူတစ်ယောက်ရဲ့ပြုလုပ်မှုဟာကောက်ွယ်ခုခံပိုင်ခွင့်အရာပြုလုပ်မယ်ဆိုရင်တော့ပြမှုမမြောက်ပါဘူးဒါကိုရာဇသတ်ကြီးဥပဒေပုံမှာ96မှာပြဋ္ဌာန်းထားပါတယ်ကောက်ွယ်ခုခံပိုင်ခွင့်ဆိုရင်မိမိကိုယ်ကိုကောက်ွယ်ခုခံပိုင်ခွင့်နဲ့မိမိရဲ့ပစ္စည်းကိုကောက်ွယ်ခုခံပိုင်ခွင့်ဆိုပြီးတော့နှစ်မျိုးရှိပါတယ်မိမိကိုယ်ကိုကာကွယ်ခုခံပိုင်ခွင့်မှာဆိုရင်တည်စီနိုင်လောက်တဲ့အထိကာကွယ်ခုခံနိုင်တဲ့အခြေအနေ6ချက်ရှိပါတယ်။ဒါကတည်ပြီးကိုကြာရောက်နိုင်တဲ့အခြေအနေအပြင်းအထန်နာကျင်စေတဲ့အခြေအနေမတိမ်မှုကျွလွန်ခံရမယ့်အခြေအနေဓမ္မတာနဲ့ဆန့်ကျင်တဲ့လင်ဆက်ဆံမှုကျွလွန်ခံရမယ့်အခြေအနေလူခိုးရန်တွေးဆောင်တဲ့အခြေအနေအနေနဲ့မတရားဖန်ဆီးချုပ်နှောင်ခံရတဲ့အခြေအနေတွေမှာဆိုရင်တော့ကိုကတည်စီနိုင်လောက်တဲ့အထိဒီကာကွယ်ခုခံပိုင်ခွင့်ကိုအသုံးပြုလို့ရနိုင်တယ်ဆိုတာရာဇသတ်ကြီးဥပဒေပုံမှာတရားမှာပြဋ္ဌာန်းထားပါတယ်။ကိုကအသေးစိတ်နိုင်လောက်တဲ့အထိကောက်ွယ်ခုခံပိုင်ခွင့်ကိုအသုံးပြုနိုင်နေဆိုပေမဲ့လိုအပ်တဲ့ထက်ပိုပြီးတော့ကောက်ွယ်ခုခံပိုင်ခွင့်ကိုအသုံးပြုလို့မရပါဘူး။ဒါကဘယ်လိုအခြေအနေလဲဆိုရင်ဥပမာအနေနဲ့ကိုစီကပစ္စည်းတစ်ခုကိုလူရက်နေတဲ့အချိန်မှာကိုကအနီးနားမှာရှိတဲ့အရာဝတ္ထုတစ်ခုခုကိုဆွဲပြီးရိုက်လိုက်တဲ့ချိန်မှာလူရက်တဲ့သူကလဲကျသွားပြီဆိုရင်ကိုကကိုယ့်ရဲ့ပစ္စည်းကိုလူရကောင်းလားဆိုပြီးတော့ဒီရဲ့လူကိုတည်ကြည်နိုင်လောက်တဲ့အထိကိုကထပ်မံပြီးတော့ရိုက်နှက်လို့မရပါဘူး။ကို့အငြင်းမပေးနိုင်တော့ဘူးဆိုရင်ကိုကသူ့ကိုတည်ကြည်နိုင်လောက်တဲ့အထိရိုက်နှက်လို့မရပါဘူး။နောက်တစ်ခုပြည်သူဝန်ထမ်းအနေနဲ့ပြီးတော့ဆောင်ရွက်ချက်တွေမှာဆိုရင်လည်းကိုကကာကွယ်ခုခံပိုင်ခွင့်ကိုအသုံးပြုလို့မရပါဘူးဥပမာပြစ်မှုကျူးလွန်နေတဲ့နေရာတစ်ခုကိုဝင်ရောက်ဖမ်းဆီးရပေါ့နော်ဝင်ရောက်ဖမ်းဆီးတဲ့ချိန်လေးမှာတရားခံတွေထွက်ပြေးတိမ်းချောင်မှာစိုးလို့ဒီရဲတွေကနေပြီးတော့ပြစ်ခတ်ဖမ်းဆီးတဲ့ချိန်လေးမှာကိုတေတော့မှာပဲဆိုပြီးတော့ဒီရဲတွေကိုအငြင်းဖြစ်စေနိုင်လောက်တဲ့အထိကာကွယ်ခုခံပိုင်ခွင့်ကိုအသုံးပြုလို့မရပါဘူးဒီလိုပါပဲပြည်သူဝန်ထမ်းအနေနဲ့ပြီးတော့စေခိုင်းတဲ့သူဆိုရင်လည်းကိုကကာကွယ်ခုခံပိုင်ခွင့်ကိုအသုံးပြုလို့မရပါဘူးဥပမာလူရမှုတစ်ခုကျူးလွန်နေတဲ့နေရာမှာဒီပြည်သူဝန်ထမ်းအနေနဲ့ပြီးတော့အနီးနားမှာရှိတဲ့ပြည်သူတွေကိုဝိုင်းဝန်းဖမ်းဆီးဖို့အကူအညီတောင်းတဲ့ချိန်မှာဝိုင်းဝန်းဖမ်းဆီးတဲ့လူကိုအငြင်းပြုလာတယ်ဆိုပြီးတော့ကာကွယ်ခုခံပိုင်ခွင့်နဲ့အနေနဲ့ပြီးတော့ကိုကသူ့ကိုတည်စေနိုင်လောက်တဲ့အထိပြန်ပြီးတော့ကာကွယ်ခုခံပိုင်ခွင့်ကိုအသုံးပြုလို့မရပါဘူးနောက်တစ်ခုကတော့ပစ္စည်းနဲ့ပတ်သက်ပြီးတော့ညအခါမှာပေါ့နော်ဒီလူရမှုကိုကျူးလွန်ဖို့ရန်အတွက်ကိုယ့်ကိုအသက်ဖေးကြုံစေတဲ့အခြေအနေမျိုးမှာဆိုရင်တော့ကိုကကာကွယ်ခုခံပိုင်ခွင့်ကိုအသုံးပြုလို့ရပါတယ်မိမိရဲ့ပစ္စည်းမိမိရဲ့ပိုင်ဆိုင်မှုတွေကိုမိရှို့ဖျက်ဆီးဖို့ကြံစည်နေတဲ့အခြေအနေမှာလည်းကိုယ့်ကိုအငြင်းပြုလာတယ်ဆိုရင်တော့ကာကွယ်ခုခံပိုင်ခွင့်ကိုအသုံးပြုလို့ရနိုင်ပါတယ်မိမိကိုအငြင်းဖြစ်စေနိုင်တဲ့အချက်6ချက်နဲ့ဒီပစ္စည်းတွေကိုဆုံးရှုံးနိုင်တဲ့အခြေအနေတွေကလွယ်ရင်ကောက်ွယ်ခုခံပိုင်ခွင့်ကိုလိုအပ်တဲ့ထက်ပိုပြီးတော့အသုံးပြုလို့မရနိုင်ဘူးဆိုတာကိုတော့ဥပဒေဗဟုသုတအနေနဲ့မျှဝေပေးလိုက်ရပါတယ်ရှင်